Aerosol Ministry ကနေပထမဦးစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ဒီနေ့ကျွန်တော်ဆရာ David Tho ကို interview လုပ်တော့မှာဖြစ်ပါတယ် Hello ဆရာမင်္ဂလာပါ မင်္ဂလာပါဒီလိုအချိန်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် ကျွန်တော်လည်းကျေးဇူးတင်ပါတယ် ပထမဦးစွာဆရာရဲ့နာမည်မွေးစာတိအခုအမှုတော်ဆောင်တဲ့နေရာပေါ့နော်အတင်းတော်ရဲ့နေရာရဲ့ဒါပြတော့ဆရာရဲ့မိသားစုအကြောင်းလေးပြောပြပေးပါလား ဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ David Tho လို့ခေါ်ပါတယ်လို့ကျွန်တော်ရဲ့မွေးစာတိကတော့ကလေးမြို့နယ်တောင်ဖီလာမှာဖြစ်ပါတယ်လို့ကျွန်တော်မှုဆောင်တဲ့နေရာအစီခံတဲ့နေရာကတော့မြန်မာခရစ်ယာန်အသင်းတော်ဖြစ်ပြီးမှ Kansas City Kansas မှာတည်ရှိပါတယ်လို့မိသားစု6ယောက်နဲ့ရောက်ခမတွေနဲ့ကျွန်တော်တို့အတူစုစုပေါင်း10ယောက်နေကြပါတယ် Oh it's a great family နော် It is ဒုတိယအနေနဲ့ကျွန်တော်တို့ဒီ interview ထဲမှာတကယ်အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်ဆရာရဲ့အသက်တာမှာယေရှုခရစ်တော်နဲ့ဘယ်ချိန်မှာတွေ့ပြီးတော့ယေရှုခရစ်တော်ကိုဘယ်လိုယုံကြည်ခဲ့တယ်လဲဒါပြီးတော့ဘယ်အရာကကောင်းကင်နိုင်ငံတော်သို့ရောက်မယ်လို့သေချာစေတယ်လဲပေါ့ assurance of salvation အဲ့ဒါလေးကိုရှင်းပြပေးပါလားဆရာ ဟုတ်ကဲ့ပါအခုလိုမေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ရဲ့အသက်တာကတော့အဖေကတင်းအုပ်စရာဖြစ်ပြီးမှအမှုတော်ဆောင်ဖြစ်တယ်အမေဖက်ကနေလည်းတောင်ဖီလာမှာဆိုရင်အဖိုးတွေဖက်ကနေပေါ့နော်ရွာတဲတဲ့လူတွေဖြစ်တယ်ခရစ်တော်ကိုယုံကြည်သောကြောင့်တောင်ပေါ်ကနေနှင်ထုတ်ခြင်းခံရတဲ့မိသားစုအတိုင်းဝိုင်းကနေလာတာဖြစ်တယ်အဖေလည်းသူ့ရဲ့မိသားစုဝင်အတိုင်းဝိုင်းထဲမှာပထမဆုံးခရစ်တော်ကိုယုံကြည်လို့နော်အမှုတော်ဆောင်ထဲမှာအစိုးရဝန်ထမ်းလုပ်ငန်းနော်ယုံဝန်ထမ်းလုပ်ငန်းလုပ်ရင်းနဲ့ဖခင်ရဲ့မှုတော်မြတ်နဲ့ခေါ်တော့ကြောင့်အဲ့လိုသာသနာတော်မြတ်ထ၌ဝင်ခဲ့တယ်အခါငယ်တယ်ပေါ့နော်ပြီးမှကျွန်တော်လည်းအဲ့လိုခရိယာမိသားစုအတိုင်းဝိုင်းကနေမွေးဖွားလာပြီးမှကြီးပြင်းလာတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ခရိယာမိသားစုအတိုင်းဝိုင်းထဲမှာမွေးဖွားခဲ့ပြီးမဲ့ဘယ်လိုပြောမလဲမိယူဖလာခရိယာအနေနဲ့ပဲနေခဲ့တယ်ဟုတ်1980ဝန်းကျင်10နှစ်ကျော်မှာပေါ့နော်ဒီနွေရာသီကျောင်းပိတ်မှာအသင်းတော်တစ်ပါးမှာ crusade လုပ်တဲ့ချိန်မှာကျွန်တော်ကြားနေကြအရင်တော့ကတော့ပေါ့နော်ကဲတင်ချင်းအကြောင်းချိန်ဖန်များဆိုတာသိတယ်ကြံပိုက်တွေလည်းအလွတ်တော့ရတယ်ဟုတ်ဒါပေမဲ့ကဲတင်ချင်းရပြီလားဆိုရင်ပါဇက်ကတော့ရပြီဒါပေမဲ့စိတ်ထဲမှာအမြဲတမ်းတွေးဝေတယ်ဟုတ်တင်ရင်ဘယ်သွားမလဲလို့မေးတိုင်းကောင်းကင်သွားမယ်လို့ကျွန်တော်ဖြေလက်ရှိတယ်ဒါပေမဲ့စိတ်ထဲမှာဘယ်လူသွားမလဲကျွန်တော်တကယ်ရောက်ပါမလားကိုဟာနဲ့ကိုလည်းမရောက်နိုင်ကြောင်းတော့ကောင်းကောင်းသိတယ်ဟုတ်ကဲ့နောက်ပြီးတော့ခြီဆောင်ချင်းလာလို့ရှိရင်ရောဘယ်လူလဲလို့မေးတိုင်းကျွန်တော်ညလည်းမအေးရဘူးအဲ့လောက်ထိကြောက်တယ်ဒါပေမဲ့ပါဇက်မှာတော့ပါမယ်ကဲတင်ချင်းစိတ်ချမှုရရင်လက်ထောင်ပါဆိုရင်လည်းအမြဲတမ်းလက်ထောင်ဖြစ်တယ်ဒါပေမဲ့စိတ်ထဲမှာတော့လုံးဝစိတ်ချမှုမရှိခဲ့ဘူးဟုတ်ကဲ့အဲ့လူနဲ့10နှစ်ကျော်အရွယ်1989မှာနွေရာသီကျောင်းပိတ်မှာအပြစ်တိုင်းအပြစ်ခွင့်လွှတ်ဖို့ရအတွက်အသွေးလိုအပ်တယ်အဲ့အတွက်သခင်ယေရှုအသွေးတော်သွန်းလောင်းပေးတယ်အပြစ်တရဲ့အခါတည်ခြင်းနေရာမှာကိုစားပြုအသေးခံတယ်ဆိုတဲ့ကြားနေကြဧဝံဂေလိတရားပဲဟုတ်တုတ်တော်လည်းပဲအဲ့ဒီနေ့မှာတော့ဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်အသက်တာမှာပေါ့နော်သူဧဝံဂေလိတရားယူယူလေးပဲတည်ခြင်းအသက်ရှင်ခြင်းထမြောက်ခြင်းအသွေးတော်ရဲ့လှုပ်ဆောင်ချက်ကိုကြားတဲ့အခါမှာယောမ8:16ထဲမှာဖော်ပြတဲ့အတိုင်းပေါ့နော်ငါတို့ဒီဖယားသခင်သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏ဆိုတဲ့သက်သေကျွန်တော်ရတယ်အဲ့ဒီနေ့မှာအာမင်အဲ့ဒီရတဲ့အချိန်မှာပဲအိုးကဲတင်ချင်းရတယ်ဆိုတာကဲတင်ချင်းတို့ရောက်တယ်ဆိုတာဒါပါလားသူတို့သက်သေခံနေကြဆိုတာကအခုမှပဲကျွန်တော်ကိုယ်တိုင်ခံစားပါလားဆိုမှအဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်မှာကဲတင်ချင်းစိတ်ချမှုကျွန်တော်ဘက်ကနေထွက်ဆိုတဲ့ claim လုပ်တဲ့ကဲတင်ခြင်းမဟုတ်ပဲနဲ့ဖယားဖက်ကနေတက်တည်ထွက်ဆိုတဲ့ကဲတင်ခြင်းစိတ်ချမှုကျွန်တော်ရရှိသွားတယ်အာမင်ကဲတင်ခြင်းစိတ်ချမှုနဲ့ပတ်သက်ပြီးတော့ကြံပိုက်အနည်းငယ်ဖယားဖက်ကအာမခံချက်ပေးတာပေါ့နော်ယောဟန်ခန်းကြီး10အပိုက်ငယ်28မှာဆိုရင်ထာဝရအသက်ကိုလည်းငါပေး၏သူတို့သည်ပစ္စည်းခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုသူတို့ကိုငါလက်မှမနှုတ်မယူရလို့ဖယားကအာမခံထားသောကြောင့်ထာဝရအသက်ဟာကျွန်တော်ဘက်မှာကောင်းခြင်းမကောင်းခြင်းမဟုတ်ဘဲနဲ့ခရစ်တော်ရဲ့အာမခံချက်ဂတိတော်ပုံမှာသာမူတည်ပါတယ်လို့နောက်ပြီးတော့ဒုတိယအနေနဲ့ကဲတင်ချင်းစိတ်ချက်မှုနဲ့ပတ်သက်ပြီးတော့ကိုလောသဲအခန်းကြီး3အပိုက်ငယ်3ထဲမှာလည်း
သခင်ယေရှုကပေါလုအဖြစ်ကျွန်တော်ကိုအာမခံချက်ပေးကြောင်းတက်တည်ဖော်ပြထားတယ်ခန်းကြီး3ပိုင်ငယ်3မှာဆိုရင်အကြောင်းမူကားတင်တို့သည်တည်တော်သူဖြစ်၍တင်တို့အသက်သည်ခရစ်တော်နှင့်အတူဖျားသခင်၌ဝတ်ထားလျက်ရှိ၏လို့အတိအကျဖော်ပြတယ်ဒါကြောင့်ယုံကြည်သောသူတွေရဲ့ထာဝရအသက်ဟာကျွန်တော်အထဲမှာမဟုတ်ဘဲနဲ့ခရစ်တော်အထဲမှာခရစ်တော်ကဝတ်ထားပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထိမ့်သိမ့်လို့မရတာဖျားသိတယ်ဖျားကိုယ်တိုင်ကကျွန်တော်တို့ကိုထိမ့်သိမ့်ပေးတာဖြစ်တယ်ကျွန်တော်လူခရိယန်ထဲမှာနေပေမဲ့ကဲတင်ချင်းမရတဲ့လူတွေအတွက်တကယ် concern ဆပ်ပြီမနော်သူတို့အတွက်လည်းစာနာတဲ့စိတ်တွေရရှိစေချင်တဲ့စိတ်တွေအများကြီးတဖွာဖွာပေါ်လာခဲ့ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်တယ်ဆရာမတုံးအနေနဲ့ကျွန်တော်ခုနဆရာမိတ်ဆက်တဲ့အခါမှာဆရာကအမှုတော်ဆောင်တယောက်လို့ကျွန်တော်ကြားရပါတယ်ဘာကြောင့်ဒီအမှုတော်ထဲ၌အထူးသဖြင့်အတင်းတော်ဆရာဖြစ်ပါဝင်မှုဆုံးဖြတ်ခဲ့တယ်လေပေါ့နော်ဘယ်အရာကဆရာအတင်းတော်ဆရာဖြစ်ဖို့ရန်အတွက်တွန်းအားပေးခဲ့တယ်ဆရာဟုတ်ကဲ့ပထမဆုံးအနေနဲ့တော့ကျွန်တော်ကဲတင်ချင်းရပြီးတဲ့နောက်မှာဖျားပြုတ်ပေးတဲ့ဂျေဇုနော်အဲ့ဒီတရားကိုကျွန်တော်သိတဲ့အခါမှာသူတစ်ပါးစီမှာလက်စိတ်ကမ်းခြင်းတယ်တစ်ချက်နံပါတ်2အနေနဲ့ကျွန်တော်ပတ်ဝန်းကျင်မှာမှားယွင်းတဲ့တွင်တင်မှုတွေဩဝါဒတွေအများကြီးအလွယ်လွယ်အချောချောတွေမြင့်မြင့်ထင်ရှားကြုံခဲ့ရတယ်ဟုတ်အဲ့ဒါတွေမြင်တဲ့အခါမှာဘုရားရှင်မှာကိုစိတ်ထဲကနေနှိုးဆော်ခြင်းရှိတဲ့အတိုင်းဆုတောင်းတာပေါ့နော်ဘုရားသခင်အလိုတော်ရှိလင်အလိုတော်ရှိတဲ့နေရာမှာကျွန်တော်ကိုအသုံးပြုပါကျွန်တော်မြန်မာနိုင်ငံမှာအထူးသဖြင့်ကျွန်တော်နေတဲ့ဒေသမှာဆိုရင်မှားယွင်းတဲ့တွင်တင်မှုတွေဩဝါဒတွေအများကြီးမြင်တဲ့အတွက်ဘုရားသခင်ဒီအရာတွေပြုပြင်ပြောင်းလဲပေးဖို့အတွက်ကျွန်တော်ကိုလည်းအလိုတော်ရှိလင်အသုံးပြုပါလို့ကျွန်တော်ဆုတောင်းခဲ့တယ်ကျွန်တော်ဆုတောင်းပြီးတော့ကျမ်းစာကြောင်းရောက်တဲ့ခါမှာလည်းအဲ့တိုင်းပဲအလိုတော်ရှိတဲ့အသုံးပြုပါလို့ဆုတောင်းခဲ့တယ်ဒါပေမဲ့သင်အုပ်ဆရာလုပ်ငန်းတော့ကျွန်တော် Pastor Qualification ဆိုတဲ့သင်အုပ်ရဲ့အရေးချင်းများဆိုတာကျမ်းစာကို Master အထိကျွန်တော်လေ့လာတဲ့အခါမှာအဲ့ဒီအရေးချင်းကကျွန်တော်ကိုပြန်ပြီးတော့အမှုတော်မြတ်၌ပါဝင်ဖို့နည်းနည်းလေးနောက်ဆုတ်စေတယ်ကြောက်သွားတာပေါ့နော်။အိုးကျွန်တော်အရေးချင်းနဲ့မရပါလား။ကျွန်တော်အရေးချင်းနဲ့မပြည့်ပါလား။ unqualified ဖြစ်တယ်လို့သိတဲ့အခါမှာသင်အုပ်ဆရာလုပ်ဖို့သင်အုပ်ဆရာကြီးနှစ်ပါးကသူတို့အသင်းတော်မှာ senior ပဲဖြစ် youth pastor ပဲဖြစ်နော်ပါဝင်ဖို့အတွက်ကျွန်တော်ကိုအချိန်ပြည့်ပါဝင်ဖို့ခေါ်ဖိတ်တဲ့အခါမှာ9ကြိမ်တိုင်ကျွန်တော်ငင်းခဲ့တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်မ qualify ဘူး။ကျွန်တော်အရေးချင်းနဲ့လုပ်မယ်လို့ကျွန်တော်ထင်ခဲ့တယ်။ဒါပေမဲ့ခေါ်တဲ့ဖရားရဲ့နော်ပေးတဲ့စုကျေးဇူးနဲ့တွားရမယ်ဆိုတာကျွန်တော်အဲ့ဒီမှာနည်းနည်းလေးတတိချော်သွားတယ်အဲ့ခါမှာကျွန်တော်ငင်းခဲ့တယ်သို့တော်ကျေးဇူးတော်ကြောင့်မလေးရှားရောက်တဲ့ခါမှာကြတော့မလေးရှားမှာအမေရိကရောက်လာတဲ့ခါမှာဖရားရဲ့ခေါ်တဲ့အမှုတော်မြတ်တော့ကကျွန်တော်ရဲ့စိတ်ဆန္ဒကတော့ပေါ့နော်ကျမ်းစာကျောင်းမှာသင်ပေးမယ်နွေရာသီကျောင်းပေးရက်တွေမှာဤဝင်ကြီးလေးတရွာပြီးတရွာထွက်ပြီးတော့တနေရာပြီးတနေရာကဲတင်ချင်းဝင်ငှမယ်ဒါဟာကျွန်တော်အမြဲတမ်းနှစ်သက်တဲ့အလုပ်ဖြစ်တယ်တင်းအုပ်စီယာလုပ်ငန်းတော့အရန်မြင့်မားသောကြောင့်ကျွန်တော်အရန်ကြောက်ခဲ့တယ်ဒါပေမဲ့ဖခင်ရဲ့ခေါ်တာရှင်းလင်းစွာသိတဲ့အခါမှာကျွန်တော်ပထမဆုံးဖခင်မှုတော်မြတ်၌လုံးဝဘာမှမရပဲနဲ့ပေါ့နော်အခမဲ့နဲ့ volunteer လုပ်ခဲ့တယ်အဲ့လိုနဲ့ဖခင်ကတဖြည်းဖြည်းကျွန်တော်အသုံးပြုလာတယ်ဆိုတာမြင်ရတယ်ပျောက်ဆုံးဝိညာဉ်တွေလည်းဖခင်ရဲ့ထံတော်ပါတော့ပူဆောင်ရတော့အခွင့်အရေးဖခင်ပြင်ဆင်ပေးခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်အဲ့လိုပျောက်ဆုံးဝိညာဉ်ချစ်တဲ့စိတ်နဲ့လမ်းမှားနေတဲ့လူတွေကိုတနာကျင်လာတဲ့စိတ်နဲ့ဖခင်ရဲ့အလူတော်ကိုဝန်ခံပြီးတော့အသင်းတော်မှာပေါ့နော်သင်အုပ်ဆရာဖြစ်ပါဝင်ခဲ့ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်နေဆရာအရင်ကောင်းပါတယ်နံပါတ်၄ချက်အနေနဲ့ကျွန်တော်ဆရာကိုကြည့်ရတဲ့အခါမှာလူမျိုးပေါင်းစုံကြမှာအမှုတော်ဆောင်တဲ့ဆရာတစ်ပါးဖြစ်တယ်ဆိုတော့ကျွန်တော်မြင်ရတယ်အဲ့လိုအမှုတော်ဆောင်တဲ့အခါမှာဘယ်အရာကဆရာကိုပြည်တိဖြစ်စေတယ်လဲပေါ့ဒါမှမဟုတ်ဘယ်အရာကဆရာကိုဝမ်းမြောက်စေခဲ့တယ်လဲဆိုတဲ့အကြောင်းလေးရှင်းပြပေးပါလားဟုတ်ကဲ့ပါကျေးဇူးတင်တယ်ပထမဆုံးကျွန်တော်အသက်တာမှာအမှုတော်မြတ်၌ဝမ်းမြောက်စေတဲ့ပီတိဖြစ်ရတဲ့အကြောင်းကတော့နံပါတ်1ဖခင်ကသာဖြစ်တယ်အာမင်နံပါတ်2ဖခင်စီခိုင်းတဲ့ပျောက်ဆုံးဝိညာဉ်ဖခင်ထံတော်ပါတော့ခေါ်ဆောင်ခွင့်ရတဲ့အခါမှာဝမ်းမြောက်ခြင်းမြည်ရည်လဲကြာခဲ့ရတယ်နောက်ပြီးတော့တင်းတော်သူသားတွေဖခင်တရား၌ပူပတော့နော်စာငတ်လာတဲ့တမာတရားနဲ့ပူပတော့အသက်ရှင်လာတယ်ဆိုတာလေးတွေတွေ့တဲ့ခါတိုင်းဖခင်ပြုတဲ့ကျေးဇူးပေါ်မှာပေါ့နော်အယံဝမ်းမြောက်ပြီးတော့ပီတိဖြစ်ပါတယ်လို့အာမင်ကျေးဇူးတင်နေဆရာအရင်ကောင်းတယ်
နောက်နံပါတ်5ချက်အနေနဲ့ကျွန်တော်မေးချင်တာကတော့ကျမ်းစာထဲမှာရှိတဲ့ယုံကြည်သူတွေထဲမှာဘယ်သူရဲ့ယုံကြည်ခြင်းနဲ့အသက်တာကိုမော်တဲ့အသုံးပြုပြီးတော့အထုခူးတယ်လဲဆိုတဲ့အကြောင်းလေးဘာကြောင့်အဲ့လိုမျိုးထုခူးတယ်လဲပေါ့ရှိခဲ့ရှာပြောပြပေးပါလားအထူးသဖြင့်ကျွန်တော်အင်မတန်မှနှစ်သက်တဲ့ character ရပါတော့ဒါဝိနဲ့မောရှိတို့တက်တာဖြစ်တယ်ဟုတ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ဟာဖျားကိုတကယ်နှလုံးသားနဲ့ချစ်တယ်ဘယ်အချိန်မှဆိုဖျားကိုစာငတ်တဲ့လူတွေဖြစ်တယ်ဘယ်အချိန်မှဆိုမဆိုဖျားဘာလုပ်ရမလဲဘယ်လိုလုပ်ရမလဲလို့ဖျားကိုမေးတတ်တဲ့လူတွေဖျားသခင်အလံပြမှုကိုပဲအမြဲတမ်းတောင်းဆိုတဲ့တကယ်အရေးချင်းနဲ့ပြောရတယ်ဟုတ်နော်ခေါင်းဆောင်ကြီးတွေဖြစ်တယ်သူတို့ရဲ့အသက်တာမှာဘယ်လိုပဲကြုံသူများကခဲနဲ့ပြစ်တတ်ဖို့နော်အဲ့လိုကြုံနေတဲ့အချိန်မှာပြင်လေဖျားမျက်မှောက်တော်၌ဒူထောက်ပြီးတော့ပြတ်ဝတ်ပြီးတော့နော်ဖျားစီမှာပဲအမြဲတမ်းနှိမ့်ချက်တူးဝင်တတ်တယ်ဂျေဇူးတော်ကိုလည်းသိတယ်ဖျားစီခိုင်းတဲ့အမှုကိုပဲပြီးစီးအောင်ဆောင်ရွက်ခြင်းတဲ့လူတွေဖြစ်တယ်အဲ့ဒါဟာကျွန်တော်အတွက်တကယ်အားကြစရာခွန်အားယူစရာဖြစ်ပါတယ်ဟုတ်ကဲ့ပါDavid နဲ့ Moses ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ဆရာဒါဆိုရင်ကျွန်တော်တို့ဒုတိယနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာအားတဲ့ခါဘာလုပ်လေးလုပ်ထားရှိလဲပေါ့ဒါမှမဟုတ်ဆရာရဲ့ဝါသနာဘာရှိလဲဒီအမှုတော်ဆောင်မပါဘဲနဲ့အခြားအရာတွေထဲမှာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်အချိန်ရလို့ရှိရင်ဒီ online မှာတရားဟောချက်လေးတွေပြန်ပြီးတော့အားတဲ့အချိန်မှာနားထောင်ဖြစ်တယ်နောက်ပြီးတော့တစ်ခါလေကြာရင်ဒီကမ္ဘာသတင်းတွေပေါ့နော်အထူးသဖြင့်မြန်မာနဲ့ American သတင်းတွေ news တွေကိုနားထောင်ဖြစ်တယ်ဟုတ်ကဲ့ခါလေးကြာရင်တချင်းလေးတွေနားထောင်ဖြစ်တယ်ဟုတ်ကဲ့ပါနောက်အထူးသဖြင့်မိသားစုအချိန်လေးတွေယူတာလေးတွေရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့အာကစားဝါသနာပါတာမထူးချွန်ပေမဲ့ဝါသနာပါတာကတော့ဘောလုံးကန်တာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ဆရာဆရာ coffee တွေဘာတွေကြိုက်လားတောက်တတ်လားကျွန်တော်တောက်တတ်ပါတယ်မနေ့တိုင်းဆွဲတာတော့မဟုတ်ဘူးဒါပေမဲ့မတောက်ရရင်မပြောဘူးဘာ coffee ထဲမှာဘယ်လိုဟာတွေမျိုးတောက်လဲဆရာကျွန်တော်အိမ်မှာဆိုရင်တော့ဒီWalmart ဒီပေါ့နော်ဒီ price chopper မှာရောင်းတဲ့ coffee ဘူးကြီးတွေပေါ့ same club မှာရောင်းတဲ့ဘူးကြီးတွေကိုယူပါမှာ cream နည်းနည်းလေးနဲ့ပေါ့နော်တကြားမှာပါအဲ့လိုလေးနဲ့မိသားစု coffee တောက်တတ်တဲ့အချက်ရှိပါတယ်ဟုတ်ကဲ့ပါအရန်ကောင်းပါတယ်ကျွန်တော်လည်း coffee ကြိုက်တဲ့သူတယောက်ဆိုတော့လေအဲဒါကြောင့်မေးကြည့်တော့ပါနောက်ဆုံးအနေနဲ့ဆရာကျွန်တော်တို့ဒီနေ့ interview ဆုံးသက်ဖို့ရန်အတွက်ဒီ interview ကိုကြည့်ရှုနေတဲ့ဓမ္မမိတ်ဆွေများအတွက်ဆရာဘာများမှာချင်တယ်လဲပေါ့အထူးမှာကြားခြင်းတာကကျွန်တော်တို့ကဲတင်ချင်းလဲပျောက်နိုင်တယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေလည်းအများကြီးကြားရတယ်နောက်ပြီးတော့ယေရှုနဲ့ခရစ်တော်မတူတဲ့အကြောင်းတွေလည်းအများကြီးကြားရတယ်ခရစ်တော်ယုံရင်ပေါ့နော်ချမ်းသာရမယ်ကောင်းစားရမယ်အောင်မြင်ရမယ်ကျမ်းမာရမယ်ဆိုတာတော့ရှိတယ်ပြောနေကြပေါ့နော်ကြားနေရတယ်ဒါပေမဲ့အထူးသဖြင့်ကျွန်တော်မှာကြားခြင်းတာဒီမှားယွင်းတဲ့ဩဝါဒမှိုင်းတွေနော်လှိုင်းတွေရဲ့တိုက်ခိုက်မှုနဲ့လှည့်ဖျားမှုတွေကိုကာတတ်နိုင်ဖို့အတွက်ကိုကာကွယ်နိုင်ပြီးတော့မှန်ကန်စွာဖျားရှိတဲ့အသက်ရှင်နိုင်ဖို့ကကျမ်းစာများဖတ်စေချင်ပါတယ်လို့ဖျားရဲ့ဂတိတော်ကလည်းယောရှုမတ်စာထဲမှာယောရှုမတ်စာ1မှာစာလံ1မှာနင်းညမပြတ်ကြည့်ရှုဖတ်ရပြီးတော့ဆင်ခြင်းပါတုတ်ပြုတ်လင်တင်သည်အကြံထမြောက်၍အောင်မြင်မယ်ဆာလမှာဆိုပြုတ်လေတမျှတို့၌အောင်လေတတိလို့ဂတိရှိပါတယ်ဟုတ်ကဲ့ပါတကယ်အောင်မြင်ခြင်းဟာဖခင်ရဲ့နှုတ်ကပတ်တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းသာဖြစ်တယ်အာမင်ဟစ်ကြွေးကြော်ယုံနဲ့မရနိုင်ပါဘူးအောင်မြင်ခြင်းဆိုတာဖခင်ရဲ့အလိုတော်ဖခင်ရဲ့လက်ထဲမှာပဲရှိတယ်နောက်အောင်မြင်ခြင်းဟာလည်းပဲလောကမှာမြင်ရတဲ့အောင်မြင်ခြင်းနဲ့ဖျားအမြင်အောင်မြင်ခြင်းလည်းရှိပါတယ်ဟုတ်ကဲ့ပါဒါကြောင့်မို့လို့ prophet ယေရမိတို့ဆိုလို့ရှိရင်တည်တဲ့အထိလောကအမြင်ပေါ်လူတို့ဆိုရင်တည်တဲ့အထိမအောင်မြင်ဘူးလို့ဒီခက်စကားနဲ့ပြောလို့ရတယ်ဟုတ်တယ်သို့တော့အောင်မြင်ခြင်းဆိုတာကတော့ဖျားစေခိုင်းတဲ့အမှုကိုအဆုံးထိပြီးမြောက်အောင်လုပ်ခြင်းဟာဖျားမျက်မှောက်တော်မှာအောင်မြင်တော်စစ်မှန်တဲ့အောင်မြင်သူတွေနော်ကြွေဝတော်သူတွေဖြစ်တယ်ဒါကြောင့်ကျမ်းစာကိုများဖတ်ကြရအောင်လို့အထူးခွန်အားပေးလိုပါတယ်အာမင်
ဆရာအခုလိုအချိန်ပြည့်တဲ့သူကြောင့်အရင်ပဲကျေးဇူးတင်ပါတယ် ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတ ဆရာ ယ် မိသားစုနဲ့တကွဆရာ ministry ပေါ်မှာဖျားတဲ့ရင်ကောင်းချီးပေးပါစေ အာမင် ဒီလိုကြည့်ရှုပေးကြတော့ဓမ္မမိတ်ဆွေများအားလုံးအပေါ်မှာလည်းကျေးဇူးတင်တယ်ရောက်လေရရက်၌ဖျားတဲ့ခင်ကောင်းချီးပေးပါစေ အာမင် အာမင်